တကယ်လို့ခမရသာဒုတိယကမ္ဘာစစ်တွင်းကဂျာမန်တပ်ထဲမှာစစ်မှုထမ်းခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲနာဇီတွေရဲ့အကြောင်းလေးကိုတော့ခမရအနေနဲ့အသေးစိတ်မသိရင်တောင်ရီဝူရအနေနဲ့လူစိုးတွေဆိုတာတော့သိမှာပါ1939ခုနှစ်လောက်ကစပြီးပိုလန်ကိုကျူးကျော်သိမ်းပိုက်တာကနေဥရောပတခွင်ကိုကမ္ဘာစစ်မီးကြီးမှွေခဲ့တဲ့သူတွေပေါ့ဗျခုဗီဒီယိုမှာတော့ခမရဟာဒုတိယကမ္ဘာစစ်ကာလကဂျာမန်စစ်တပ်ထဲမှာတပ်သားဆင်းကနေဗိုလ်ချုပ်ကြီးစင်တီစ조사ပန်းစားယာရုတွေယူရမှာဖြစ်ပါတယ်တကယ်လို့ခမရသာဗိုလ်ချုပ်ကြီးဖြစ်လာခဲ့မယ်ဆိုရင်တော့ဂုံယူပါတယ်ခမရနိုးရင်ဘက်တရားရုံးကိုတွားလို့ရပါပြီဟာရမအဲ့လိုမပြောနဲ့လေကွာဟုတ်ကဲ့စိတ်ဝင်စားရင်စက်ကြည့်နိုင်ပါလိမ့်နောက်ထပ်ဗီဒီယိုတစ်တွေထပ်ကြည့်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ပြီးလမ်းမလေးနှိပ်ခဲ့ပေးပါဗျဒါဆိုအခုခမရဟာဒုတိယကမ္ဘာစစ်တွင်းကဂျာမန်တပ်ထဲကိုစူးစမ်းဖို့ရောက်သွားပြီလို့မှတ်လိုက်ပါအခုဆိုရင်ခမရဟာတပ်ထဲမှာ private လို့ခေါ်တဲ့တပ်သားကြီးဖြစ်သွားပါပြီ morning alle ဟုတ်သေးလားဒါပေမဲ့အခုနေထားမှာတော့ခမရဟာဘာကောင်ကြီးမှမဟုတ်သေးပါဘူးတာမန်သူလိုကိုလိုတပ်သားတွေကြောင့်တပ်ပေါင်းမိုးပါသေးတဲ့တပ်သားလေးတယောက်ပါအခုကစလို့ခမရအနေနဲ့လေ့ကျင့်သင်ယူစရာတွေကိုရတရပတ်၈ပတ်ကြာတင်ကြလေ့ကျင့်ရပါမယ်အားကတော့တပ်ဖွဲ့ချီတက်တာလက်နက်ပစ်ခတ်တာအခြေခံဓာတ်ထုဝေးတာနဲ့ကိုကာရလေ့ကျင့်ခန်းတွေပါဝင်ပါလိမ့်ဒါတွေသင်ယူပြီးပြီဆိုရင်တော့သင်ဟာရိုင်းဖဲတပ်သားတယောက်ဖြစ်ပါပြီခမရကိုယ်တိုင်ကလည်းရိုင်းဖဲနဲ့တပ်သားတွေရှိတယ်လို့ခန်းစားရပြီးလက်နက်ကင်ရတဲ့အရာသာလေးနဲ့စတိလာတဲ့အချိန်ပေါ့ဗျဒါပေမဲ့ခမရအနေနဲ့တပ်သားဘွားနဲ့ဖြတ်တန်းရတဲ့ကာလကအလွန်ခက်ခဲပါလိမ့်စစိမ့်ရထွက်ရင်ယာရိုးနိုင်ဆုံးဖြစ်တဲ့ခမရတို့လိုတပ်သားအဆင့်တွေကဝင်တော့ဝင်ပိုတွေကိုပို့ပြီးတည်ရတာတွေခြေတန်းမှာရိတ်ကကွဲတဲ့မမျှတာတွေနဲ့စကန်ချပြီးဆိုရင်လည်းခမရပဲအောက်ခြေဝေယဝစ္စတွေကိုတင်းကျုံလောက်ကန်ရပါလိမ့်ဒီတော့ကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ခမရဘာကောင်းမှမဟုတ်သေးဘူးဆိုတာဒီလိုຢာတွေကြောင့်ဖြစ်ပါလိမ့်ဒီလိုနဲ့ရှေ့တန်းမှာရွံ့ကျွန်းတိုက်ခိုက်နိုင်တာနဲ့ခိုင်းသမျှလုံးနိုင်တာတွေကြောင့်လုံသက်နှစ်နှစ်ပြည့်တဲ့ကခမရယာတူတိုးပါပြီဂုံယူပါလိမ့်အခုခမရကော်ပိုရဲလို့ခေါ်တဲ့တက်ချက်ဖြစ်သွားပါပြီတက်ချက်တယောက်ဖြစ်သွားတဲ့ခမရဘာမှမဟုတ်တဲ့တပ်သားစင်တက်ဆိုင်တော့ယာတူတစ်ခုစရတာဖြစ်ပါလိမ့်ဒီဆက်မှာခမရဟာလုံသက်နှစ်အနှဲငယ်အတွေးကြုံရှိလာခဲ့ပြီမို့လို့တက်စိတ်တစ်ခုရဲ့ဆရာကြီးလို့တတ်မှတ်နိုင်ပါလိမ့်ခမရကခမရရဲ့တက်စိတ်ကတပ်သားတွေကိုအတွေးကြုံနေမျှဝေနိုင်တယ်လို့အထက်ကခိုင်းတဲ့မိန်းတွေကိုလည်းခမရရဲ့လက်အောက်ကတပ်သားတွေကိုစိတ်ခိုင်းနိုင်ပါပြီပြောရရင်တော့တပ်သား၄ယောက်ကိုအုပ်ချုပ်ရတဲ့တက်ချက်ဖြစ်လာပြီမို့လို့အရင်လို့တပ်သားဘွားတက်ဆိုင်ရင်နည်းနည်းတော့တတ်တာတယ်လို့ရှိပါလိမ့်နောက်ပြီးတက်ချက်ဘွားမှာခမရအနေနဲ့အစိမ့်မြင့်လက်နက်တွေကိုဖျက်ခတ်နိုင်ဖို့တင်တန်းတွေတက်ရပါမယ်အဲ့ဒါကတော့ဆက်လက်အမျိုးအစားအတွဲလိုက်ပြက်လက်နက်တွေရဲ့အကြောင်းပါခမရကတက်ချက်ဖြစ်သွားတဲ့တော့ရိုင်းဖဲကင်စရာမလိုတော့ပဲဆက်လက်ကင်ပြီးတော့ခမရရဲ့တက်စိတ်ကိုဦးဆောင်ရမှာဖြစ်ပါတယ်အရင်ရိုင်းဖဲတက်ဆိုင်ရင်ဆက်လက်ဖြစ်ခဲ့ရတဲ့အရာသာကိုလည်းခမရသဘောကျကောင်ကြားနိုင်ပါလိမ့်တနေ့မှာတော့ခမရတို့တက်ရင်ကရှေ့တန်းကိုရေးပေါ်စစ်စင်ရေးတစ်ခုထွက်ရဖို့အမိန့်ကျလာပါလိမ့်စင်မြင်းရင်ကတော့ပြင်သေးပတ်မှာဖြစ်ပြီးမြေပြင်နေထားရရန်သူကခမရတို့တဲ့အင်အားများပါလိမ့်ရှေ့တန်းစစ်စင်ရေးကာလကရတရပတ်6ပတ်ပါရန်သူကခမရတို့လာမဲ့စစ်ကူလမ်းကြောင်းကိုထင်မှန်မထားတဲ့အတွက်ခမရတို့တက်တွေရုပ်ချီအတားစီရလိုက်ပါလိမ့်ဒီလိုနဲ့စစ်စင်ရေးကာလပြီးလို့တက်ရင်ကိုပြန်ရောက်တဲ့ကောင်ခမရရဲ့ရေချင်းကိုအသိမှတ်ပြုတဲ့အနေနဲ့ယာတူတိုးပေးလိုက်ပါလိမ့်ဂုံယူပါလေခမရကိုတက်ချက်ကြီးဖြစ်သွားပါပြီတက်ချက်ကြီးဖြစ်သွားတဲ့ခမရအင်အား30ကနေ40ရှိတဲ့တက်စုကိုကုတ်ကဲရတဲ့သူဖြစ်လာပါလိမ့်ဒါကတက်စုမှာခမရရဲ့အထက်ရရှိမရှိရင်တော့ခမရပဲဆရာကြီးဖြစ်ပါလိမ့်များသောအားဖြင့်တော့အဲ့ဒီကာလကတက်စုကိုကုတ်ကဲတဲ့ဘိုးလေးတွေကရှေ့တန်းမှာတော်တကေကြတာများပါလိမ့်ဒီတော့ခမရရဲ့ဘိုးလေးဖုံရှူသွားရင်ခမရကပဲတက်စုမူတာဝန်ယူရတာပါတက်စုတွေကခမရရဲ့လက်အောက်မှာရှိတဲ့တက်ချက်နဲ့တက်သားတွေကိုပါဝါပြနိုင်တယ်လို့လေးချင်းရင်နဲ့တင်ကြားရေးပိုင်းတွေပါတာဝန်ယူရပါလိမ့်တကယ်တော့ခမရတို့ကတက်စီချမ်းတွေကိုပဲတင်းကြပ်ကင်တွယ်ပေးမယ်တခြားပြင်ပမှာလုပ်တဲ့ဗယုတ်ဒုက္ခတွေကိုတော့ခမရတို့လိုဆရာကြီးအဆင့်တွေကကိုယ်တိုင်ပါဝင်နိုင်တယ်လို့မတိကျုံးလုံးပြုတ်ပေးလို့လည်းရပါလိမ့်ဒီလိုနဲ့1940နဲ့ဆောင်းရာဒီမှာတော့ခမရအနေနဲ့ရှေ့တန်းကိုတကြောပြန်ထွက်ရဖို့ဖြစ်လာပါလိမ့်ဒီတကတော့ခမရတို့ရဲ့စစ်စင်ရေးကမော်စကိုကိုဦးတည်တာပါရှေ့တန်းကိုထွက်ရတိုင်းခမရစစ်စင်ရေးပြီးတဲ့အထိအသက်ရှင်ရမယ်လို့တော့ခေါင်းနဲ့ထည့်ထားရပါမယ်ဒါပေမဲ့အခုစစ်စင်ရေးကြီးကတော့ထင်တယ်လို့မလွယ်ကူတော့ပါဘူးဘာပဲလို့လဲဆိုတော့ခမရတို့ဂျာမန်တပ်တွေရဲ့ရှေ့ဘက်ထိုးစစ်ဟာရုရှားတပ်တွေချင်းမုန်းခံလိုက်ရလို့အဖက်ဆယ်မရအောင်ခွက်လန်နေပြီဖြစ်ပါတယ်ခမရတို့ရှေ့တန်းရောက်လာတော့ခမရတို့ရဲ့တပ်စုကိုပို့ပြီးစိတ်မြင့်တဲ့ဆက်လက်နဲ့ရိုင်းဖဲတွေထုတ်ပေးပါတယ်special လက်နက်တွေထုတ်ပေးထားလို့ရန်သူတွေကိုအပြုတ်တိုက်ပစ်တို့ငါမသေးငါစခန်းမကြတို့စားတဲ့မိုတီတော်ကီလေးတွေလည်းခမရရဲ့ထိုက်ရရှိကပေးအောင်ပါပါမရရင်ဘူးမရရင်ဘူးဒါပေမဲ့ခမရကောင်းထဲမှာတော့ဘာစနီးဖြူဟာမှရှိမနေပါဘူးခမရကောင်းနဲ့ထည့်ထားရမယ့်ဦးစားပေးကတော့ခမရရဲ့တပ်စုဘာမှမဖြစ်ဖို့စူတောင်းရုံပါပဲဒါပေမဲ့ခမရရဲ့စူတောင်းကလည်းပြည့်မလာပါဘူးရှေ့တန်းမှာရာသီဥတုကလည်းတောက်ရမ်းအေးတယ်လို့တစ်ဖက်ကရန်သူကလည်းတင်မှန်းထားတာထက်ကို2ဆ3ဆ5ဆတိုင်းလေပွားလေတွေကိုဖြစ်နေပါတယ်အထက်ကလည်းသူတို့မတိုက်ရတိုင်းအမိန်နေနဲ့ဖိနေတယ်လို့အောက်ကတပ်သားတွေကလည်းဖယိုဖယဲဖြစ်နေတော့ခမရရဲ့တက်စုကအချိန်နေတော့မကောင်းပါဘူးတကားတရမှာစိတ်တွေရှုပ်ထွေးလွန်းလို့ခ
ခမရလမ်းဟုတ်ကတသားတွေအပေါ်ဒေါသပုံချတာမျိုးတွေထိပါဖြစ်လာပါတယ်ဒီလိုနဲ့1943ခုနှစ်ခက်ခဲချမ်းနဲ့ဆက်စင်ရေးကနေအသက်ရှင်လျက်ပြန်ရောက်လာနိုင်တဲ့ခမရဟာယာတို့တဆင့်ထပ်တိုးသွားခဲ့ပါတယ်ဂုံယူပါတယ်ခမရကဘိုးလေးဖြစ်သွားပါပြီအေးရထားကြီးဘိုးလေးဖြစ်သွားတဲ့ခမရဒီအဆင့်မှာတော့အရာပြောင်းလဲသွားပါပြီအာနာပိုင်းဖွဲ့စည်းရဲ့အခြေခံအရာရှိဖြစ်လာတဲ့ခမရမှာလုံပိုင်းခွင့်အာနာလေးတွေလည်းရလာပါတယ်ခမရအုပ်ချုပ်ရေးရန်ရအတွက်မွမ်းမံတင်နန်းတွေဘာတွေတက်ရတယ်လို့အကြီးတန်းရရှိတွေနဲ့အနီးကပ်ဆက်ဆံရတဲ့အတွက်ယာတို့ခွင့်လန်းလဲပိုရမှာပါတိုင်ရင်မှာတော့ရှေ့ကပြောခဲ့တယ်လို့တက်ချက်ကြီးရဲ့အထက်ကနေတဆုကိုကိုကဲရပါတယ်ဒါပေမဲ့အဲ့ချိန်ကာလကရှေ့တန်းမှာဘိုးလေးစစ်တွေကတက်ဆုရဲ့ရှေ့သုံးကနေဦးဆောင်တိုက်ပွဲဝင်ရတာမို့လို့ကြာတော့တက်ဆုမရှိကြပါဘူးဒီတော့အခုခမရရောက်နေတဲ့အဆင့်ကနှာခေါင်းနဲ့ပုံနဲ့အချိန်မရွေးဝမ်းဆက်ဖြစ်သွားနိုင်ပါတယ်1944ခုနှစ်မှာတော့ဂျာမန်ရဲ့အရှေ့ပိုင်းကန်စစ်စီးကိုရိုက်ချိုးဖို့အင်အားလုံရင်းနဲ့တက်လာတဲ့ဆိုဗီယက်တပ်နေတော်ကြီးကိုခမရရင်ဆိုင်ရပါပြီခမရအရှေ့ပိုင်းစစ်မြေပြင်တွေမှာအတွေ့အကြုံရှိခဲ့တယ်ဆိုပေမဲ့အခုတစ်ခါကတော့ပိုပြီးဆိုးဝါးလာပါတယ်ရာသီဥတုဆိုးဝါးတဲ့ဒဏ်ရောခမရရဲ့တဆုပါဝင်ဂျာမန်တက်လုံးကျုံတလို့ခန့်စင်းနဲ့ခိုးခန့်နေရတဲ့အနေအထားမျိုးမှာခမရနဲ့တားလေးမွေးရင်ကိုးနာမည်ပေးပါဆိုပြီးနောက်တန်းကမိသားစုကိုနောက်ဆုံးမှစာတွေရေးရတဲ့အထိပါပဲဒါပေမဲ့ခမရကကံကောင်းစွာနဲ့အသက်ရှင်လျက်ပြန်လာနိုင်ခဲ့ပါတယ်ဒီတော့ဘိုးလေးစစ်နေအပြိုင်ဆိုင်ဖုံရှုံနေကြတဲ့အထက်ခမရကရှာရှာပပအကောင်းလိုက်ကြီးပြန်လာနိုင်ခဲ့တာမို့လို့အထက်ကရာတို့တစ်ဆင့်ထပ်တိုးပေးလိုက်ပြန်ပါတယ်ဂုံယူပါတယ်ခမရကဘိုးကြီးဖြစ်သွားပါပြီဒါပေမဲ့ခမရအနေနဲ့ရာတို့ပို့ကြီးလာလေပို့ပြီးတာဝန်ခံရလေဆိုတာကြီးကတော့တိတ်ပြီးကောင်းမနေခဲ့ပါဘူးဘိုးကြီးဖြစ်တဲ့ခမရဟာလူဝင်အား150ကနေ200ကြားရှိတဲ့တက်ခွဲတစ်ခုကိုအုပ်ချုပ်ရပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ခမရတို့ဂျာမန်တပ်တွေမှာအင်အားနည်းနေပြီမို့လို့ခမရရဲ့တက်ခွဲမှာလည်းအင်အားကစုပေါင်းဆက်ပေါင်းနဲ့100တောင်မပြေးလာပါဘူးအကြီးတန်းရရှိဖြစ်လာတဲ့ခမရအထက်ကအမိန့်နဲ့ဗျူဟာတွေကိုအောက်ချင်းနဲ့တင်းတော့မဲ့နီလန်းတွေရေးဆွဲပြီးအကောင့်ထဲပေါ်ရပါတယ်1944နှစ်လယ်ပိုင်းမှာတော့ဘိုးကြီးဖြစ်တဲ့ခမရအတွက်တမိုင်းဝင်နော်မန်ဒီတိုက်ပွဲကြီးဆင်နွှဲဖို့အခွင့်အရေးရလာခဲ့ပါပြီဒီနေရာမှာခမရကိုနော်မန်ဒီစစ်မြေပြင်အနေထားလေးအကြမ်းဖြင့်ပြောပြလိုက်ပါမယ်ခမရတို့ဂျာမန်တပ်တွေကနော်မန်ဒီကမ်းခြေမှာအခိုင်အမာခြေကုပ်ပြီးခိုးခန့်စေပြင်ဆင်ထားပါတယ်တပတ်မှာအမေရိကန်ဦးဆောင်ပြီးတော့မဟာမိတ်တပ်ဒိန်းကြီးဟာစတင်မော်ဒီကန်တက်ရင်နဲ့ဘုံကျဲလျင်အများအပြားနဲ့ကန်တက်ထိုးစစ်ကြီးကိုဆင်နွှဲမှာပါဒီတော့ခမရဦးဆောင်တဲ့တက်ခွဲကလည်းရှေ့တန်းကိုအပြင်းထန်ခြိတက်လာခဲ့ပါပြီတိုက်ပွဲရဲ့ကနဦးမှာခမရတို့ဂျာမန်တပ်တွေခိုးခန့်စေအသာစီးရနေပါသေးတယ်ဒါပေမဲ့ဂျန်နလာတဲ့တိုက်ပွဲမှာခမရအနေနဲ့အတော်လေးကိုပင်ပန်းဆင်းရဲလွန်းလာပါတယ်တကူရှိတာကအဲ့ဒီချိန်ကဂျာမန်တွေဟာတပ်တိကိုရေရှည်ထိုင်မထားပဲတက်လှုပ်တက်ပြောင်းနဲ့စိတ်ကစားတတ်ကြပါတယ်ဒီတကလည်းခမရနိုင်တာရှုံးတာခဏထားဆင်းရဲကနေခမရအသက်ရှင်လျက်ပြန်လာနိုင်ပါသေးတယ်ခမရရဲ့ပင်ပန်းဆင်းရဲမှုဒဏ်တွေကိုကြံ့ခံနိုင်တဲ့ရလက်ကတော့ယာတို့တစ်ဆင့်တိုးလာပြန်ပါတယ်ဂုံယူပါတယ်ခမရခုဆိုရင်ဘုံမိုးကြီးတယောက်ဖြစ်လာခဲ့ပါပြီဘုံမိုးကြီးဖြစ်လာတဲ့ခမရဟာဂျာမန်စစ်တပ်ရဲ့ထိပ်တန်းရသူအစာပိုင်းကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီအဆက်မှာခမရဟာတရင်3ခုကိုဦးဆောင်ရတဲ့တပ်မိုးတယောက်လည်းဖြစ်တယ်လို့စင်နီပြူဟာတာဝန်လည်းယူရပါတယ်စာရွက်ပေါ်မှာတော့ခမရရဲ့ဗျူဟာတရင်ရဲ့အင်အားက3000လောက်ရှိပေမဲ့မြေပြင်မှာအမှန်တကယ်အင်အားကတော့1500လောက်ပဲရှိပါတယ်ခမရကရှေ့တန်းကိုကဲစကန်းကနေခမရရဲ့တရင်တွေကိုခမရရဲ့ဗျူဟာအတိုင်းစစ်ကစားလို့ရပါတယ်ပြောရရင်တော့ဒီစင်ကနှာခေါင်းနဲ့ဖုံနဲ့နည်းနည်းလေးဝေးသွားတယ်လို့ပဲဆိုရမှာပါဒါပေမဲ့ခမရကရှေ့တန်းမှာရန်သူနဲ့ထိတ်တိုက်ရင်ဆိုင်ရတာမျိုးမရှိလို့တော်တော်လေးဟန်ချပြီလို့ထင်ရင်မှားသွားပါလိမ့်မယ်ယာတို့ကြီးလာလေဖိအားများလာလေလို့ခမရဟာဘုံမူကြီးတယောက်ရဲ့ဖိအားတွေကိုစခံရပါတော့မယ် How hold on bro How အဲ့ဒါတွေကတော့ခမရဟာရန်သူရဲ့ထိုးစစ်ကိုခိုးခန့်နိုင်ဖို့စင်နီဖြူဟာတွေကိုတေချာရေးဆွဲရမှာဖြစ်ပါတယ်ဒါကလည်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးခမရတို့ရဲ့ရှင်တွေကအနှုတ်လက္ခဏာပြနေလို့ခမရသာဆက်စင်ရင်မှာအမှားယွင်းတစ်ခုခုရှိခဲ့မယ်ဆိုရင်ခမရရဲ့အပွင့်တွေခက်တွေလည်းနေချင်းညချင်းကြွေကျသွားနိုင်ပါတယ်ပြီးတော့ခမရရဲ့ရှင်မှာလည်းခမရရဲ့ဆရာတွေလုံဖို့ကင်ပတ်တွေဖြုတ်ထုတ်ခံနေရတာကိုခက်စိတ်မြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ခမရကလည်းတော်ရုံအရေးချင်းနဲ့တော့ဒီနေရာရောက်လာတာမဟုတ်ပါဘူးဒီတော့ခမရအနေနဲ့ရန်သူတွေကိုတံပြန်ဖို့အကောင်းဆုံးပြုဟာတွေကိုရေးဆွဲပြီးအထက်ကိုတင်ပြရပါတယ်ခမရကဘလောက်ကောင်းတဲ့အစီအမံတွေတင်ပြနေပါစေခမရရဲ့အထက်ကအမိန့်နဲ့ခွင့်ပြုချက်ရမှလုံပိုင်ခွင့်ရှိတာဖြစ်ပါတယ်များသောအားဖြင့်တော့ဗျူဟာစီမံတွေကိုခမရတို့ရဲ့ခေါင်းကိုင်ဖခင်ကြီးဟစ်တလာရဲ့စိတ်ယုံကပဲအဆုံးဖြတ်ပေးပြီးကိုကဲတာဖြစ်ပါတယ်ဒီလိုနဲ့1944ခုနှစ်ဇွန်လမှာတော့မဟာမိတ်တပ်တွေကခမရတို့ရဲ့နော်မန်ဒီတန်မနီကန်စစ်စီအိုကိုရိုက်ချိုးပြီးဂျာမန်ပိုင်နက်တွေကိုစတင်စိုးမိုးလာပါပြီခမရပါဝင်ခမရရဲ့အထက်ရာရှိတွေအကုန်လုံးဟစ်တလာကြီးဆဲတာခံရပြီးရောက်ရက်ခတ်နေတဲ့ချိန်ပေါ့ဗျဗိုလ်ချုပ်ကြီးတွေကလည်းတယောက်နဲ့တယောက်အပြစ်တွေလွှဲချပြီးယာတို့တွေလည်းပြုတ်တဲ့သူပြုတ်နေထိပ်ပိုင်းမှာဖယိုဖရဲတွေစဖြစ်လာပါပြီဒီချိန်မှာခမရလည်းအထက်ကခွင့်ပြုတဲ့ဗျူဟာအတိုင်းပဲရှေ့တန်းကိုကဲရေးတွေဆက်စင်ရေးထွားရပါပြီတခုရှိတာကခမရကဗျူဟာဆွဲရတယ်ဆိုပေမဲ့
စယုံကခွင့်ပြုတဲ့အမိန့်တိုင်းပဲလောက်ကန်ရတာမို့လို့ရှုံးလာခဲ့ရင်တော့ခမားရဲ့အထက်ကခမားပေါ်တန်းညမှုပေးတတ်ပါတယ်ဒါကလည်းခမားအနေနဲ့ထက်လူကြီးတွေပေါ်ဘယ်လောက်ထိတီးတက်လဲဆိုတာနဲ့စိုက်ပါတယ်ဒီလိုနဲ့ခမားလည်းအထက်ကလာတဲ့အမိန့်တွေအတိုင်းဖယိုဖယဲခိုးကန်ရင်းကနေစယုံကယာတို့ကစားတဲ့ထဲမှာခမားလည်းပါသွားခဲ့ပါတယ်ဂုံယူပါတယ်အခုခမားဘိုးချုပ်တယောက်ဖြစ်သွားပါပြီဘိုးချုပ်ဖြစ်တဲ့ခမားတက်ထဲမှာတော့တကယ်ထိတ်တန်းရတို့ကြီးတစ်ခုပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့မလောက်เสียအနေထားဖြစ်ပေမဲ့အခုချိန်နေမှာခမားအမိုက်ပုံပေါ်ရောက်နေတာထက်ဆိုးပါတယ် စရပါဗျာ ဘိုးချုပ်တယောက်ဟာကျယ်ဝန်းတဲ့စစ်ဒေသတစ်ခုကိုဦးစီးရပြီးဓမ္မကြီးတစ်ခုလုံးကိုအုပ်ချုပ်ကိုကဲရပါတယ်ဒီစက်မှာခမားရဲ့ခေါင်းကိုင်ဖခင်ကြီးဟစ်တလာနဲ့တောင်ဓာတ်ရိုက်စီရင်ခံခွင့်ရှိပါတယ်ဒါပေမဲ့ဂျာမန်ဟာဖွဲ့စည်းပုံအားကောင်းပြီးခမားတို့လိုဗိုလ်ချုပ်တွေဟာအရေးချင်းရှိရှိနဲ့စစ်ပွဲကိုဦးဆောင်နေတယ်လို့ထင်ရင်တော့မှားသွားပါလိမ့်မယ်အဲ့လိုပြောလို့ခမားရဲ့အရေးချင်းကိုထင်သေးတာတော့မဟုတ်ပါဘူးခမားတို့ဘလောက်ပဲအရေးချင်းရှိရှိလက်တွေ့မှာဆက်စင်ရေးအမိန့်တွေကိုခမားတို့ဘိုးကြီးကြီးလာလာရဲ့အဆုံးဖြတ်ကသာအဓိကကြပါတယ်ဥပမာခမားတို့ရုရှားနဲ့နမိတ်ကခံစစ်မှာအထင်းနာလို့တက်ဆုပ်ပြီးပြန်ဆိုးဖွက်မဲ့ဗျူဟာမျိုးကိုတင်ပြခဲ့ရင်တော့လာလာကတော့ခေါင်းမမာနဲ့တက်ဆုပ်ဖို့ညှင်းဆန်တာမျိုးတွေပေါ့ဗျဒါကြောင့်လဲ1944လီနင်ဂရက်တိုက်ပွဲကြီးမှာနှစ်ပတ်တွင်းခမားတို့ဘက်ကတရင်25ရက်လောက်ပြုတ်သွားခဲ့ရပါတယ်ပြောရရင်တော့စစ်တီ3သိန်းလောက်ဖုံးရှူဒန်းစီမာလကီးရသွားခဲ့တဲ့ပွဲကြီးပါစရုံးမှာလဲခမားရဲ့အဖလာလာကြီးကသူစိတ်မတင်တဲ့ဗိုလ်ချုပ်ကြီးတွေကိုဖြုတ်လိုက်ထုတ်လိုက်တုံနဲ့ဆင်ပြေတဲ့သူတွေကိုယာရူးတိုးပေးလိုက်နဲ့လှုပ်တွေရှုပ်နေပါတယ်1944တနေ့ထဲမှာတင်ကိုပဲခမားတို့လိုဗိုလ်ချုပ်ပေါင်းအယောက်40နီးပါးဖြုတ်ထုတ်လောက်တာခံခဲ့ရပါတယ်ဒီတော့ခမားလည်းအဲ့ထဲမှာမပါဖို့ဆိုရင်အရေးချင်းတဲ့ဘာလာလာနဲ့ပလဲနံတင်းဖို့ကပိုအရေးကြီးပါတယ်ခမားအနေနဲ့ခမားရဲ့လက်အောက်စစ်တီတွေရဲ့ခန်းစားချက်ကိုမျက်ကွယ်ပြုတ်နိုင်တယ်ဆိုရင်ပေါ့ခမားဟာတသားဘောကနေဒီစင်တီရောက်လာခဲ့လို့အောက်ချေကိုနားလိုက်ရင်တောင်အခုလက်ရှိယာတို့ဘက်ကတော့ခမားအနေနဲ့အောက်ချေပေါ်ရက်ဆက်ကောင်ရက်ဆက်နိုင်ပါလိမ့်မယ်ဒါကြောင့်လဲခိုင်သမားလှုပ်တဲ့ခမားကိုအဘာလာလာကြီးကသဘောကျပြီးခမားကိုမဟာယာတို့ကြီးထပ်ပေးလိုက်ပါတော့တယ်ဂုံယူပါတယ်ခမားဗိုလ်ချုပ်ကြီးဖြစ်သွားပါပြီဂျာမန်တပ်ထဲမှာဗိုလ်ချုပ်ကြီးအဆင့်ဆိုတာကအမြင့်ဆုံးယာတို့ကြီးတစ်ခုပဲဖြစ်ပါတယ်ပြောရရင်တော့တက်ချုပ်စစ်တေးနာပတိစားတဲ့ဘွဲတွေယာတို့တွေနဲ့ထိတ်ဆုံးစင်ကြီးပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ချိန်ကဂျာမန်စစ်တပ်ထဲမှာခမားတယောက်ပဲတက်ချုပ်ဖြစ်တာတော့မဟုတ်ပါဘူးခမားရဲ့ဘာလာလာကြီးကခမားလိုဗိုလ်ချုပ်ကြီး25ယောက်လောက်ကိုတက်ချုပ်ယာတို့တွေပေးထားတာဖြစ်ပါတယ်ဒီတော့အဲ့ဒီတက်ချုပ်တွေကတယောက်ဖြစ်တဲ့ခမားမှလည်းအရင်ငါတက်ပိုးတဲ့ဖိအားတွေနဲ့ရင်ဆိုင်ရပါပြီဘာလို့လဲဆိုတော့အဲ့ဒီချိန်ကဗိုလ်ချုပ်ကြီးတွေဟာအဒီပတိကြီးလာလာရဲ့အမိန်တိုင်းကိုမျက်စိမိတ်လောက်ကြရပါတယ်ခမားရဲ့ဘာလာလာကလည်းနေဝင်ချိန်နီးလာလေးလေးဖြစ်နိုင်တာတွေရောမဖြစ်နိုင်တာတွေရောအမိန်တွေအစုံပေးနေတာမို့လို့ခမားတို့လည်းယူမောင်းနဲ့လေရင်စီးနေရတယ်လို့ပါပဲဒီလိုနဲ့1944နှစ်ကုန်မိုင်းလောက်မှာရန်သူကမျိုးတော်ဘာလင်းနဲ့မလန်မကန်တီကိုရောက်လာနေပါပြီဒီချိန်မှာခမားရဲ့တက်တွေလည်းနလန်မထူနိုင်သလိုတက်တွဲမှာရိခါပြက်လက်မှုတွေလည်းပုံမိုဆိုးဝလာပါတယ်နောက်ပြီးခမားတို့လိုတက်ချုပ်တွေကတချို့ကလည်းဆိုရှီလုံးတဲ့သူကလုံးရန်သူစီကိုညှမ်းခံတဲ့သူကခံတဲ့အတော်လေးဖုန်ထနေပါပြီရန်သူလက်ထဲရောက်သွားတဲ့တက်ချုပ်တွေကလည်းသူတို့အပြစ်တွေပေါ်ရော့အောင်ဆိုပြီးခမားတို့ကိုပိုပိုတာတာလေးအပြစ်ပုံချပါလိမ့်မယ်ဒါပေမဲ့ခမားတို့ဒီပတိကြီးကခေါင်းပါပါတယ်သူ့မှာတက်ချုပ်တယောက်ပဲကြံတော့ရင်တောင်ဘယ်တော့မှအရှုံးမပေးဘူးဆိုတာမျိုးပါဒီတော့ခိုးချိန်မှာခမားလည်းလမ်းဆုံးကိုရောက်နေပါပြီဒါပေမဲ့ခမားယူရမယ့်နှစ်လမ်းလုံးကတော့တိတ်ကောင်းတာမျိုးမဟုတ်ပါဘူးဟာတော်ပြီခွဲမတာ ပထမလမ်းကတော့ခမားအနေနဲ့တက်ချုပ်ဆိုတဲ့ယာတို့ကိုဖတ်တွယ်ပြီးအဘာနားမှာပဲသက်စာရှိရှိနေရမလားဒါကလည်းချင်းနေပေါ်မှာမူတည်ပါတဲ့ဘာလို့လဲဆိုတော့ခုနေထားကခမားတို့ဘက်ကရန်သူကိုကောင်းကောင်းခိုးခန့်နိုင်မဲ့ပုံစံမဟုတ်ပါဘူးဒီတော့ခမားအနေနဲ့ရန်သူလက်ချက်နဲ့မလျှောရင်တောင်ရေခပြတ်နေပြီမို့လို့အစာငတ်ပြီးရှောသွားနိုင်ပါလေကဲဒါဆိုဒုတိယလမ်းကိုစဉ်းစားကြည့်အောင်ဗျဒုတိယလမ်းကတော့ခမားဟာဂျာမန်ရဲ့နောက်ဆုံးတက်ချုပ်အနေနဲ့ရန်သူစီအညံ့ခံပြီးအဘာကခိုင်းလို့လုံးရတာပါဆိုပြီးအပြစ်တွေလွှဲချရမလားဒါကလည်းထင်တယ်လို့တော့မရိုးရှင်းပါဘူးခမားတို့လိုအစ်တွေကအောက်ခြေလုံးသမျှအတိုင်းအတွက်တာဝန်ခံရမှာမို့လို့ခမားအနေနဲ့အနည်းဆုံးကျင်စိုးပွဲရမှာကတော့ကျင်းသေးပါတယ်ဒီလုံးနဲ့1945 AP လာထဲမှာတော့ခမားတို့ရဲ့ဒီပတိကြီးလည်းဆူရှီလုပ်ပြီးရှော့သွားပါပြီဒီတော့ခမားလည်းဘာဆက်လုပ်မယ်လို့စိတ်ကူးရှိလဲဗျခမားပဲဂျာမန်လက်ချုပ်ကြီးကနေဒီပတိချုပ်ကြီးယာရုနဲ့ဆက်ပြီးတရွတ်ဆွဲမလားဒါမှမဟုတ်ရင်နူးရင်ဘတ်တရားရုံးကိုတွားမလားဆိုတာဆုံးဖြတ်လို့ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တငယ်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းလေအိုးရဲ့ပေါက်တက်ခဲ့ရဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုရင်တော့ channel လေးကို like နဲ့ subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ